အန်တရရှိတယ်နော်ယောဘင်ကဟာနာတီကိုစားထားတော့ဘယ်နေရာမှာမဆိုလက်တေပအောင်လုပ်နိုင်တယ်သူ့စွမ်းအားတွေကတော်တော်ကိုလှည့်စားတတ်တာပဲဟဲ့ငါ့အုပ်ထုတ်ပြန်ပေးမင်းတို့အတွက်ကမကောင်းစာနဲ့ပဲမင်းတို့ log post က Little Garden ဆိုတဲ့ကျုံးကိုပြနေတယ်အဲ့ဒီကအန်တရတွေကမင်းတို့ရဲ့အဆုံးတက်ပဲဖြစ်လာလိမ့်မယ် Grand Line ကဘာပဲဖြစ်ပြီးငါတို့ရင်ဆိုင်နိုင်တယ်အခုငါအုပ်ထုတ်ပြန်ပေးသူကအစတော့လူဖီကိုဖမ်းဖို့လာခဲ့တာဒါပေမဲ့အဲ့ဒီအစားဝဲလာတဲ့ကျုံးစီကိုဦးတည်သွားမဲ့တလိုက်အင်မြောင်တစ်ခုကိုပစ်ပေးလိုက်တယ်လူဖီကိုထာဝရပုံအောင်နေစေချင်တာပေါ့ဒါပေမဲ့လူဖီကအဲ့ဒီနေရာမှာပဲတလိုက်အင်မြောင်ကိုခြေပစ်ပစ်လိုက်တယ်ဘာလို့လဲဆိုတော့ဘယ်သူမှသူ့ကိုပစ်လာဓာပြပြင်ချစ်မလာအောင်တားဆီးလို့မရနိုင်ဘူးလीဒီတင်ပေါ်ဖယ်သွားမယ်ဆိုတာမင်းဆုံးဖြတ်လို့မရဘူးဘလောက်တောင်ဝမ်းနဲ့စရာကောင်းလိုက်လေထွက်ပြေးနေတဲ့မင်းသမီးကိုတင်ပေါ်ပေါ်တင်လိုက်ကလေးကမင်းတို့အားလုံးရဲ့နောက်ကျောမှာပြစ်မှတ်တစ်ခုတင်လိုက်တာပဲမင်းကကိုဘယ်သူမှတားလို့မရဘူးလို့ထင်နေမှာပေါ့မန်ကီဒီလူဖီရဲ့ဒါပေမဲ့မင်းတငယ်ချင်းတွေကတော့ယာဘာနဲ့လွတ်ထားတာမဟုတ်ဘူးနော်လူဖီနဲ့အဖွဲသားတွေက Drum Island ကိုရွက်လင်ခဲ့ကြတယ်ဒီကျွန်းရဲ့အုပ်ချုပ်သူကတော့ရက်ဆက်တဲ့အာနာရှင်တယောက်ပေါ့ဝါဘော်က Devil Fruit ကိုစားပြီးကြတဲ့ကဘာမဆိုစားပြီးတခြားပုံစံပြောင်းလဲနိုင်တယ်သူ့စစ်သားတွေကိုတောင်စားဖိပြီးတော့မကောင်းဆိုးဝါးစစ်တဲ့တစ်ခုရရှိခဲ့တယ်ပြီးတော့လူဖီရဲ့စုချင်းငွေကိုလည်းမျက်စိကျနေတာကြောင့်လူဖီကိုဖယ်ရှားချင်ခဲ့တာရန်ဖိရတော့မေပုံမယ်မင်းကကိုတိုက်ခိုက်ချင်မှာမဟုတ်ဘူးကောင်လေမင်းလို pressure sticks တွေကိုငါမနှက်စာစားနေကြသူကလက်ကိုမြောက်ပြီးတော့အေးရမော့ဓာတ်သွားအဖြစ်ပြောင်းလဲလိုက်တယ်အဲ့ဒီအခါမှပဲသူတို့ရှေ့ကဝါပိုးဟာ Devil Free ရဲ့စွမ်းအားကိုရထားတာကိုသဘောပေါက်သွားကြတာပေါ့ဝါပိုးဘလောက်အစွမ်းထက်လဲဆိုတာလူဖီမင်ကအခါမနေနိုင်ပဲစိတ်လှုပ်ရှားသွားတာပေါ့ဒါပေမဲ့ဝါပိုးမှာအားနည်းချက်တစ်ခုရှိတယ်သူ့ခန္ဓာကိုယ်ကအယမ်းကိုနေကွေးပြီးကတုံးကတိုက်နိုင်တာကြောင့်လူဖီကသူ့တိုက်ခိုက်မှုအားလုံးကိုအလွယ်တကူရှောင်တင်းနိုင်ခဲ့တယ်ဒါနဲ့ဝါပိုးကသူ့ရဲ့အဆုံးစုံတိုက်ကွက်ကိုထုတ်သုံးပြီးလူဖီကိုတကိုက်ကဲမျိုးချိုးဖွေချင်စီလိုက်တယ်လူဖီကဝါပိုးကိုထိန်းချုပ်ထားနိုင်တာ VV မင်ကသူမကတမနိကျိုးဒီနဲ့သူ့ကိုပက်လိုက်အဲ့ဒီအချိန်မှာဝါပိုးရဲ့ဘားဆက်ထဲကအမြောက်ကလည်းအသက်အနေထားဖြစ်နေသည်ပစ်ဖို့ပြင်ဆင်ထားပြီးသားသူတို့ကဝါပိုးကိုအနိုင်ရပြီလို့ထင်ခဲ့ကြတာဒါပေမဲ့မထင်မှတ်ပဲသူကရုန်းကန်ပြီးပြင်ထလာတယ်သူဘားဆက်ကနေမိခိုးတွေထွက်လာပြီးလူဖီနဲ့တခြားသူတွေကိုဆဲဆိုချိန်မောင်းနေတာပေါ့ဝါပိုးကနိုင်ရန်ဖော်ကပင်လေဓာပြအလံကိုဖျက်ဆီးဖို့ကြိုးစားလိမ့်မယ်လို့ဘယ်သူမှမမျှော်လင့်ခဲ့ဘူးသူပစ်လိုက်တာနဲ့တပြိုင်နက်လူဖီကခုန်တက်ပြီးသူ့ခန္ဓာကိုယ်နဲ့အမြောက်ဆန်ကိုတားဆီးလိုက်တာပဲ